ရသောရဟာ6နှစ်မြတ်ကာလပတ်လုံးလွမ်းဆွေးပြီးတော့စားမဝင်အိပ်မပြောဟိုဒီတွေကမင်းသားတွေကလာဆက်တယ်မုံဆိုးမရသောရကိုသူတို့ပေးပါပါညာလက်လက်တယ်အကုန်ရင်းတယ်ရှစ်ပါးသီလနဲ့နေတယ်အဲ့တော့ရသောရရဲ့ပါရမီဖြည့်တာဟာနော်ဘလောက်ကြာပြီလဲစဉ်းစားကြည့်ရအောင်နော်သိဒ္ဓထနဲ့တပေါင်းနဲ့၄သိကြီးကဘာသိမ်းမဲ့ပါရမီဖြည့်ခဲ့တယ်မို့လားအဲ့ဒါကြောင့်သိဒ္ဓထဂေါရမတောထွက်တော့ရသောရဟာ6နှစ်မြတ်ကာလပတ်လုံးလွမ်းဆွေးပြီးတော့စားမဝင်အိပ်မပြောဟိုဒီတွေကမင်းသားတွေကလာဆက်တယ်မုံဆိုးမရသောရကိုသူတို့ပေးပါပါညာလက်လက်တယ်အကုန်ရင်းတယ်ရှစ်ပါးသီလနဲ့နေတယ်မြတ်စွာဘုရားရကပိလုကိုဝင်တော့အိမ်တော်ကိုနန်းတော်ကိုကြွခမီးတော်နဲ့မိရွေးတော်တို့ဆွေတွေမျိုးတွေရေကိုမောင်နှမတွေကြိုကြတယ်ဆိုကြတယ်အထဲမှာရသောရမပါဘူးတကားပေါက်ပိတ်ပြီးတိတ်တိတ်ကလေးအိပ်ရတယ်မှာလဲလျောင်းပြီးနွမ်းလျာပြီးတော့ပင်ပန်းနေမြတ်စွာဘုရားကပြီးတယ်ရသောရမလာဘူးဘယ်မှာရှိနေလဲပြီးတော့အခန်းထဲမှာအောင်းနေဒါဆိုကဘုရားကြောင့်မြတ်စွာဘုရားကိုရောမြတ်ကသပိတ်ကိုအဖေးပေးပြီးတော့ခမီးတော်သပိတ်ပိုက်နောက်ကလိုက်ခဲ့ရသောရဆောက်ကိုဘုရားကြောက်မယ်မို့လားမဟုတ်တဲ့လျှောက်ပြောလိုက်ရင်အဲ့ဒါဒုက္ခရောက်မှာမလို့အဖေကိုသက်သက်ခေါ်သွားတာတကားခုံကြော်ပြီးတော့ခြေလန်းလိုက်တာနဲ့ခြေတော့ပြေးဖက်ပြီးတော့ငိုလိုက်တာဘုရားရဲ့ခြေပုံပုံတစ်ဘက်မှာမျက်ရည်တွေဆူရွှဲသွားအဲ့တော့ခမည်းတော်ကြီးကသမီးမငုံနဲ့ရဆိုတော့ဘုရားငိုပါစေအားရအောင်ငိုပါစေသူပါရမီဖြည့်ခဲ့တာ၄သိန်းချေကဘာသိန်းရှိသွားပြီစန္ဒကိန်းဒီဇတ်ကိုအဲ့ဒီမှာဟောအဲ့ဒါဆိုရင်စာအုပ်ကလေးကိုက်လိုက်ဆို၄သိန်းချေကိန်းတသိန်းခါကျုံဒီပေချေရင်ဝါစင်ခိုလုံးဗျာဒိတ်တော်မြတ်မိမ္မာခါကျုံစုပန်နေ